ဒါလေးအခုဆိုလို့ရှိရင်ပြီးပြီဒီချိန်မှာအရေးကြီးဆုံးနောက်တစ်ချက်ပြောပါမယ်အဲ့ဒါဆိုဒီနေရာမှာဒီချုပ်ပြီးသွားရင်ပေါ့နော်ခုနစစ်ကလေးကိုဖယ်ပြီးတော့စစ်ကိုဒီပေါ်တင်ထားတယ်ဒါပေမဲ့ဒီစစ်ကညှက်ရတော့မှာဒီနားတော့မှထားပြီးတော့စစ်ကညှက်ရတော့မှာနော်နားတော့မှထားပြီးညှက်အဲ့တော့ပြောချင်တာဒီစစ်ကိုဒီစစ်ခေါင်းတွေကိုပေါ့နော်ဒီမှာညှိမှာဆိုအပေါ်တင်ပြီးတော့ဒီကနေခုဒီမှာပင်အထူတာဆိုချုပ်မယ်ချုပ်ပြီးသွားရင်ဒီလိုလေးဝိုက်ပြီးတော့ဒါ2 cm 2 cm လောက်ပေါ့နော်ဒီခုနစစ်စုံနာလောက်ကနေမလို့ဝိုက်ပြီးတော့အဲ့ဒါလေးအလားတကြောင်ချုပ်မယ်အဲ့ဒါဆိုပြီးပြီနော်ကဲဆရာမတို့ခုဆိုလို့ရှိရင်ဒီမှာ 2.5 cm ယူလိုက်တယ်2 cm ယူခြင်းလည်းရတယ်2.5 cm ယူခြင်းလည်းရတယ်ပေါ့နော်ဒါဆရာမတို့2.5 cm ယူလိုက်တယ်ယူပြီးတော့ဒီမှာဆွဲလိုက်ဝိုက်လိုက်တယ်ပေါ့နော်ခုနပြောတာလေးဝိုက်လိုက်တယ်အဲ့တော့ဆရာမတို့ကလေဒီကနေစပြီးတော့ချုပ်လာပြီးတော့ဒီလိုချုပ်လေးရတယ်နော်အဲ့လိုချုပ်လေးရတယ်အဲ့တော့ဆရာမတို့အခုဒါချုပ်ရင်တော့ပေါ့နော်ဒီတဲ့အတိုင်းပဲဒီဟာလေးကိုအောက်ကဒီစစ်ကိုမပါအောင်ပေါ့နော်အဲ့လိုလေးရင်ချုပ်မယ်ချုပ်ပြီးတော့မှဒီအောက်ကိုချုပ်မယ်ကဲခုဆိုရင်ဒီမှာဒီလိုလေးဝိုက်ပြီးချုပ်ပြီးသွားပြီဒီလိုလေးချုပ်ပြီးသွားပြီအဲ့မှာတော့ကြည့်အောင်ကွာလေးကဘယ်လောက်လှလဲလို့နော်အဓိကလေးကွာအဲ့လိုမျိုးတစ်ဖက်ကိုပြန်တစ်ဖက်ကညီဘူးတိုက်ပြီးတော့ဖုံးတဲ့အတွက်လှတာဒါလေးကိုဒီတေးပြချင်တာပေါ့နော်ဒါလေးကိုဒါကြောင့်မလို့အကုန်လုံး sharing လုပ်ပါတယ်ဒါလေးကိုကဲအခုအပေါ်လေးကိုညှက်တော့မယ်ညှက်ပြီးသွားရင်တစ်ခါလေးကပတ်တန်တက်မယ်နော်ဟိုကမဖြစ်ဘူးဒီနောက်ချမ်းကိုဖြစ်ပြီးတော့တစ်ခါလေးကပတ်တန်တက်မယ်အပေါ်ကိုဟိုဖြစ်လာလို့ရှိရင်ပေါ်စစ်ကောင်းထွက်လာလို့ရှိရင်ပြုတ်မယ်နော်အဲ့တော့တတိယအောင်လို့ပင်အလေးနဲ့တစ်ချက်လေးထိုးထားပြီးပါဒီထိပ်ပြီးနော်အဲ့ဒါလေးအဲ့ဆိုရင်ကဲနောက်ချမ်းနဲ့ချမ်းကတော့နည်းဖြစ်တော့မှာပေါ့နော်ဆရာမတို့အခုဆိုရင်နောက်ချမ်းနဲ့ချမ်းကတော့ကွာချုပ်ပြီးတော့ရှေ့နဲ့ဘေးချင်းပူးမယ်ကပတ်တက်မယ်ဒါဆိုရင်ပြီးပြီပေါ့နော်ဒါလေးကိုဒီမှာဒါလေးကဲဒါဆိုရင်ဘောင်းမီတစ်ထည်ရဲ့အခက်ဆုံးဆိုတဲ့နေရာလေးပြီးသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်ကျမတို့ဒီဇိုင်နာစုခိုင်မှာနောက်ထပ်အများကြီး share လုပ်သွားပါဦးမယ်ရှင်